ကျွန်တော်ဒီအရှိပိုင်းလေးမှာကျွန်တော်ဗီဒီယိုအတိုလေး edit လုပ်ပြီးထည့်ထားတာမျိုးကိုကြုံမှုကြလားမသိဘူးဗျဆိုတော့ကျွန်တော်ကတော့ကြုံမှုတယ်ဆိုတော့ဒါကဘာခေါ်လဲဆိုတော့ astral projection လို့ခေါ်တယ်ကျွန်တော်ဒီခန္ဓာကိုယ်ထဲကနေပြီးတော့စိတ်ဝိညာဉ်ကအပြင်ကိုထွက်သွားတဲ့ဖြစ်စဉ်ပေါ့လေဆိုတော့ဒါကကျွန်တော်ဒီမူဝေဆေဝါသုံးဆွဲသူ WY เนาะအစရှိသဖြင့်ကျွန်တော်ဒီစိတ်ကြွဈေးသုံးဆွဲသူတွေမှာဖြစ်နိုင်သလားဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်မျှဝေပေးချင်တာဖြစ်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပေါင်းတဲ့ပြည်စုံသောနေ့ရဲ့အချိန်ခါလေးဖြစ်ကြပါစေဆိုတော့ဒါကကျွန်တော်ရှေ့မှာပြောသွားတဲ့အတိုင်းပဲအဲ့ဒီလိုမျိုးခန္ဓာကိုယ်တွေကနေစိတ်ဝိညာဉ်ထွက်သွားတာမျိုးဖြစ်နိုင်သလားဖြစ်နိုင်ပါတယ်တခုတော့ရှိတယ်ဘာလဲဆိုတော့ကျွန်တော်ဒီ astral projection ဆိုတာကကျွန်တော်ဒီခန္ဓာကိုယ်တွေကနေစိတ်ကိုဝိညာဉ်ကိုလွှင့်ပြီးတော့ခရီးသွားတဲ့ဟာမျိုးကိုပြောတာဆိုတော့ဒါတွေကကျွန်တော်တို့ဒီစိတ်ဝိညာဉ်ပိုင်းဆိုင်ရာကျွန်တော်တို့ဒီအတတ်ပညာလေ့လာနေပြီးတော့ကျွန်တော်တို့ဒါကိုလေ့ကျင့်တဲ့လူတွေကကျွန်တော်ဒါတတ်เนาะကျွန်တော်တို့ဒီမူဝေဆေဝါသုံးဆွဲတဲ့လူတွေကကြတော့ဖြစ်တတ်တယ်ဒါပေမဲ့အဲ့ဒါကဟိုဘယ်လိုပြောမလဲဆိုတော့တကယ်လေးလာကြင့်ကြံပြီးတော့ဟိုတက်ကြွတဲ့လူမဟုတ်တဲ့အတွက်ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ဒီမူဝေဆေဝါသမားတွေအတွက်ကကြတော့ဒါက panic attack လို့လည်းခေါ်တယ်ကျွန်တော်တို့ဒီ psychosis လို့လည်းခေါ်တယ်ဘယ်လိုလဲဆိုတော့စိတ်တစအတွေးပေါ့ဗျာဆိုတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ကြီးကကိုမပိုင်တော့တလို့မျိုးခံစားရတာမျိုးเนาะနောက်ပြီးကျွန်တော်တို့ကကြုံရတာပါလဲဆိုတော့ကျွန်တော်ဆေးရုံမတက်ခင်နော်ဆေးရုံမတက်ခင်အချိန်မှာဆေးရုံတက်ဖို့နီးနေပြီပေါ့ဗျာအဲ့ဒီအချိန်တွေကအမှဘာဖြစ်လဲဆိုတော့ကျွန်တော်တညက်ကြတော့ခန္ဓာကိုယ်ကဒီဇက်တိုက်မူကြီးဆေးဝါးမကူဆေးဝါးစိတ်ကြွဆေး W1 သုံးဆွဲလာခဲ့တဲ့ကာလတော်တော်ကြာပြီခန္ဓာကိုယ်ကအိပ်ဆက်ဖို့အနားယူဖို့လိုအပ်နေပြီဒါပေမဲ့ကျွန်တော်စိတ်ကကြွနေတာဖြစ်တဲ့အတွက်နောက်ပြီးတော့ကြာသွားတဲ့အချိန်တိုင်းမှာဇက်တိုက်တင်နေတာဖြစ်တဲ့အတွက်လူကမအိပ်ဘူးမအိပ်ဘဲနဲ့နေလာခဲ့တာလာချီလာတော့ဘာဖြစ်လဲဆိုတော့တညက်ကြတော့အရန်ခန္ဓာကိုယ်ကအိပ်ချင်လာတယ်တော့အိတ်ချင်လာတာမှာကျွန်တော်တို့ကဘာလဲဆိုတော့ဒီ W1 တခုတည်းသုံးတာမဟုတ်ဘူးเนาะကျွန်တော်တို့ဒီ W1 သုံးတဲ့အခါမှာသုံးတဲ့မီးချစ်ကလေးမီးတောက်ကလေးတွေထဲမှာဝဲနေတယ်လို့ပဲစိတ်ကိုလည်းအဲ့လိုဝဲနေအောင်လို့ကျွန်တော်တို့မျိုးစုံသုံးတာเนาะကျွန်တော်တို့ဝီတွေလည်းချတယ်ချပြီးတော့နည်းနည်းပြဲတယ်လို့ဖြစ်လာပြီဆိုရင်အသီးတောက်ပြီးပြန်တင်တယ်အသီးတောက်ပြီးတော့လည်းလူကကရုံကင်ဖြစ်လာပြီဆိုလို့ချင်းလည်းပြန်ငြိမ်ဝအောင်လို့ဝီကိုပြန်ချတယ်ဆိုတော့အဲ့လိုမျိုးစိတ်ကဘလို့မှငြိမ်သက်ခြင်းမရှိဘဲနဲ့ဘောင်ပင်ခတ်နေတဲ့အနေအထားတစ်ခုမှာခန္ဓာကိုယ်ကအရန်ကိုလိုအပ်လို့အိပ်ပျော်သွားတယ်ပက်လက်ကလေးအိပ်ရပါမှာအိပ်ပျော်သွားတဲ့အချိန်မှာဘာဖြစ်လဲဆိုကျွန်တော်ခန္ဓာကိုယ်ကြီးကအိပ်ရပေါ်မှာအိပ်နေပြီးတော့စိတ်ကလေထဲမှာလွင့်နေတယ်အောက်မှာလူရတယ်လို့မျိုးအိပ်နေတာကိုမြင်နေရတယ်ပေါ့ဗျာဒါခန္ဓာကိုယ်ဒါစိတ်ပေါ့ဆိုတော့အဲ့အာကိုကြည့်ပြီးတော့ဘာဖြစ်လဲပြီးတော့ကျွန်တော်ခိုင်းလုံးနေကြလို့ပဲစိတ်ကြီးကရက်ွက်ထဲမှာပတ်ပြီးတော့ရှောက်သွားနေတာမျိုးကိုကျွန်တော်တရက်အိမ်မက်မက်တယ်လို့တကယ်ဖြစ်တယ်လို့စိတ်ကြီးကပဲခန္ဓာကိုယ်ရဲ့တကယ်ထွက်သွားတယ်လို့ကျွန်တော်ခံစားခဲ့ရတယ်ဆိုတော့နောက်ပိုင်းမှာကျွန်တော်ဒါကိုစိတ်ကူးတောက်မှုခံယူပြီးပြန်ကောင်းသွားတဲ့အချိန်ကျမှသိတာဒါတကယ်လားဆိုတော့တကယ်လားဟုတ်တလားဆိုတော့လည်းကျွန်တော်တို့အတိအကျအဖြေပြောလို့မရသလိုနောက်ပြီးတော့ကျွန်တော်ဒီပြန်ပြီးတော့လေ့လာကြည့်တဲ့အခါမှာဗါလဲဆိုတော့ဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ဒါကိုကျွန်တော်တို့ control လုပ်နိုင်စွမ်းမရှိဘူးဘယ်လို control လုပ်နိုင်စွမ်းမရှိရလဲဆိုတော့အဲ့လို astral projection လို့ခေါ်တဲ့ခန္ဓာကိုယ်ထဲကနေစိတ်ဝိညာဉ်ထုတ်လို့ပြီးတော့ခီးသွားတဲ့လူတွေကကျွန်တော်ဒီအတတ်ပညာတစ်ခုကိုတက်ကျွမ်းထားမယ်လေ့လာထားမယ်လေ့ကျင့်ထားတဲ့လူတွေကြောင့်တို့ control ရှိရဲဒီခန္ဓာကိုယ်ထဲကနေဘယ်အချိန်မှာထွက်မယ်ဘယ်သွားမယ်ဘယ်ကိုပြန်လာမယ်ဆိုတာမျိုးကိုကျွန်တော်ခီးစဉ်တစ်ခုကိုအစီအစဉ်ချထားသလိုမျိုးတို့ကလုပ်လို့ရတယ်ကျွန်တော်တို့ကြတော့မဟုတ်ဘူးအုံတော်ထဲမှာရှိတဲ့ chemical ဖြစ်စဉ်တွေကမောက်ကမဖြစ်ကုန်ပြီးတော့နောက်စိတ်တွေဘောင်ဝင်နဲ့ခတ်ကုန်တာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ထဲကတော့သူ auto ထွက်သွားသလိုမျိုးဖြစ်တာကျွန်တော်တို့တော့ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အတွက်အသက်အန္တရာယ်စိုးရင်ရတယ်เนาะကျွန်တော်ခန္ဓာကိုယ်မှာသတိလက်တာတွေတတ်တာတွေအကြောချင်းတွေတုံဆိုင်တာတွေဖြစ်ပြီးတော့ကျွန်တော်တို့အသက်အန္တရာယ်ကိုစိုးရင်ရတဲ့အနေထားရှိနေပါတယ်ဆိုတော့အမေဆွေအဲ့လိုမျိုးအဖြစ်မျိုးကြုံရပြီဆိုလို့ရှိရင်เนาะတတိထားပါမပေါ်စားပါနဲ့စိတ်ကြမ်းမာရေးဆရာဝန်နဲ့ပြဖို့ဝင်မလေးပါနဲ့စိတ်ကူးတောင်မှုခံယူပါလို့ကျွန်တော်တိုက်တွန်းလိုက်ပါရစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ